ယုံဘလောမရိုက်တာတော်တော်ကြာသွားပြီနော်ဒီနေ့ကဒီဒေးဘာဖြစ်လဲဆိုတော့မနေ့ပိုင်းကအနီရောင်ဖနက်ကိုရောင်းသွားတယ်နေ့လေခင်းကျရင်အပြရောင်ဖနက်ကိုရောင်းမယ်နော်ဟုတ်ပြီလားဆိုတော့အခုအနီရောင်ဖနက်ကိုသွားယူမယ်နော်နေ့လေခင်းကျရင်အပြရောင်ဖနက်ကိုမဲထည့်မယ်နော်ဟုတ်ပြီလားဆိုတော့အခုကမိုးရမ်းရွာနေနော်SIကိုဖနက်သွားယူတိုင်းမိုးရွာတယ်ဘာကြောင့်လဲတော့ဒီနော်ဆိုတော့အခုမြန်သွားမယ်မိုးကတော်တော်ကြီးတယ်နေရွာဘယ်လိုဆိုဒီတစ်ပတ်လုံးမိုးရွာမယ်ပြင်မလားအခုကဒါသူစောင်းမိုးငွေပြီးလို့စောင်းဝင်ပြီနော်ဆိုတော့မိုးဆရွာတဲ့အချိန်ပေါ့နော်နည်းနည်းပဲရွာပါတယ်ဒီမှာရအောင်မျိုးလောက်မရွာဒါတစ်ပတ်လုံးမိုးရွာတယ်ဆိုတော့ဖြစ်စီနော်တေချာမောင်းပါမယ်နော်ဆိုတော့ခါခါမပေါ့ဟုတ်ကဲ့နော်ဆိုတော့ဂုမရိုက်တယ်နော်မိုးကဆောင်းဝိုင်းကြည့်ရဖူးပေါ်မှာဆိုတော့အိမ်စစ်ပြန်ထွက်မှာပြန်ရိုက်မယ်ပြန်ပေါ်မှာဟုတ်ကဲ့နော်โอเคမိုးကရေးလဲဖြုတ်တယ်သိပါမယ်ဒီနိုင်ငံကလူတွေကမိုးရွာပြီဆိုရင်ရေးလဲကျွတ်တာနော်အဲ့တော့မိုးဆောင်းဝိုင်းတဲပြီဆိုတော့ရေးလဲကျွတ်များရေးဖြစ်ကုန်တယ်လူတွေကပြေးလေးမောင်းကြအောင်ဆောင်းဝိုင်းအချိန်ကြီးကြာအောင်နော်ဆိုတော့ဟုတ်ကဲ့အိမ်စစ်ထွက်လာပြီလုခဲ့ရပါတယ်ဆိုင်ကိုရောက်ဖို့6မိနစ်လို့နေတာနော်အများလည်းမမောင်းရဘူးတည်ရလို့ဆိုရအဲ့လိုဖြစ်တော့နော်မိုးရွာတယ်ကော်ဖီလေးနဲ့နဲ့ဟွာမငြင်းဖြစ်နေမိုက်ကကြီးနေဆိုတော့တစ်ဖက်ဆောင်းနေပြန်နေနော်ဆိုတော့ဒီဘက်ကမဆိုသိရမလားအလုံးကဒီဘက်ကတရားမဟိုက်ဘူးကွာသိရမလားရေးလေအလူလိုရိုက်ထုတ်တယ်ဖက်ကွာဒါပေမဲ့ဝှစ်ချင်တယ်လိုချင်လို့ဒီကောင်တော့ပွဲလိုက်တယ်12နာရီကြာရင်12နာရီ traffic score ရောက်မယ်နော်ဆိုတော့ဒီကောင်လိုချင်ဒါပေမဲ့အရင်ရိုးတော့နေပါသိရမလားတင်မလားဆရာကြီးနဲ့ပေါင်းပြီးထုတ်ပြီဆိုမှဆရာကြီးကစောက်ပြင်းကြလာမှာသိရမလားဘာတွေလုံးမှန်းတယ်သိရမလားလောကရင်ခုံစရာတိတ်တော့မပါဘူးသိရမလားဆိုတော့ဒါမဲ့တော့လိုချင်တယ်သိရမလားဆိုတော့နေ့တကယ်ကြရင်တော့ဒီကောင်ကတော့မဲထည့်ရမယ်နော်ဟိုအရင်ရအရင်ဝယ်မဟုတ်ဘူးဒီကောင်အခုကဒီချီကောက်ကွာကြောင့်အရင်ရအရင်ဝယ်ဆိုတော့ trip score လိုချင်တယ်ပြန်အောင်လေ trip score အရင်တိုင်းရှိတယ်ကွာသိရမလားဆိုတော့ဒီကောင်ကတော့နည်းနည်းတော့ high တယ်လို့သိရမလားဘယ်လိုလားမသိဘူးပြီးတော့ကြည့်ကြားတာတော့ဒီကောင်ရဲ့ဟိုမှာပဲရောင်းပါဒီမှာဒီ sneaker ရဲ့ဒီဘိုင်းမရောင်းတယ်ကျန်တဲ့နေရာမှာလည်းပေးမရောင်းလို့တော့ကြားတယ်ကွာဒီမှာဒီကောင်ဟာပဲဒီကောင်လုံးဝ exclusive ရောင်းပါလို့ကြားရဆိုတော့ဈေးကတော့မာနိုင်တယ်ဒီမှာတော့ဒီနေ့တောယူတဲ့ဆိုင်မှာဒီကောင်နေတတူးထိုးမဲ့ကောင်ရောက်နေတယ်ဟိုနဲ့ဆရာတွေကသိလားထိုးကြတယ်ကွာဟုတ်ပဲမိုးကလည်းရွာတယ် Travis Scott လည်းမဲထရမှာတော့ထိုးနေတော့ခဏလေးဆောင်းမအောင်ဟိုမဲတဲ့ချိန်လို့ဆိုသိရမလား artist fee ငုံအောင်ဆိုသိရမိုက်တော့ပါသိလားနော်မအခုကအလောက်ကပြူကြီးမြင်လာရတာဆိုတော့ဟိုကနေ့လည်းခင်တနိုင်2နိုင်လောက်တော့တော့မဆိုးဒီကောင်နေကျန်းနေသိရမလားထိုးတဲ့လူတွေနဲ့လောကတချင်းတွေဖွင့်နေတော်တော်ပိုင်းတော့သိရမလားနော်ရိုက်တော့နော်ညကြမှာဖနက်ဖွင့်နေပါညာစပေါ်မှာဟုတ်လားအဲ့ကြမှာအတူတူကြည့်မှာဟုတ်ပြီလားနော်โอเคvlog ရိုက်ဖြစ်တာလည်းတော်ကြာသွားပြီเนาะဟုတ်တယ်ဆိုတော့ဘာဖြစ်လဲဆိုတော့ဒီကြားထဲမှာဖက်နက်တွေထွက်တယ်တဲ့ဒါပေမဲ့ထွက်တဲ့ဖက်နက်တွေကအရန်နဲ့တိတ်မကြိုက်ဘူးကွာမကြိုက်တဲ့အတွက်မဝယ်ဖြစ်ဘူးမဝယ်ဖြစ်တဲ့အတွက်တော့ရိုက်ဖြစ်ဘူးပေါ့နော်ဒီကတော့ပြီးတော့ဒီကြားထဲမှာအလုပ်တွေရှုပ်တိုင်ပတ်နေတယ်ပြီးတော့လည်းဒီ vlog ရိုက်တဲ့အခန်းရှုပ်ပွားထားနေတယ်သိရမလားအလုပ်တွေရှုပ်တော့မရှင်းပြဘူးကြာရင်နဲ့တော်တော်ရှုပ်ပွားသွားကြိုင်ရဲ့အပတ်ကကြာမှာတေချာလေးရှင်းပြတော့အခုရလိုက်တာเนาะပြီးတော့ဖက်နက်တရံလည်းပြချင်တော့เนาะဒါပေမဲ့ဖက်နက်တရံမဟိုက်ဘူးเนาะဒါပေမဲ့မိုက်တယ်เนาะဘာဖြစ်လို့မိုက်လဲဘာလို့ကြိုက်လဲဆိုတာကိုအတူတူကြည့်ဟုတ်ပြီလားเนาะချီကာဂိုတော့ red color man စောင်းရမ်းမိုက်တယ်เนาะပြမယ်ဟောဘူးကဒီမှာเนาะသူမျိုးပဲအားရကြတိုင်းပဲဒီလိုမျိုးဖွင့်ရတယ်ဘူးပေါ့เนาะဘူးကတော့ပုံမှန်ပဲယူတန်းနိုင်မှတရားကျွန်တော်ဘာညာနဲ့ပေါင်းပြီးထုတ်တာဟုတ်တဲ့အတွက်ပုံမှန်နိုင်မယ်လားဟုတ်လားเนาะဆိုတော့ဒီချင်းလေးကြည့်ကြโอเค
ရတာကြာပြီတွားယူထားတဲ့ဟိုတွားယူထားတဲ့ခီးစဉ်ကိုလည်းခီးစဉ်ဆိုတော့ဟောခီးတူကိုလည်းရိုက်ပြထားတယ်အဲဆိုရှေ့မှာတင်နေမယ်နော်ဟုတ်ပြီလားဒါပေမဲ့ထုတ်တော့မကြည့်ရဘူးရောက်ခရက်တရားမှထားတာဘာဖြစ်လဲဆိုတော့ဟိုအဲ့ဒီကညက်သွားတယ်သိရမလားမနေ့ခင်းကဒီချီကာကိုရောင်းနေပြီးတော့နေ့လေခင်းမှာ Travis Scott အပြာရောင်လေးသိရမလားဟိုဘဲနဲ့ထုတ်တယ်ဂျပန်ဘဲနဲ့ထုတ်တဲ့ဥစ္စာကိုမဲထဲတာမရဘူးသိရမလားတူတာရခဲ့ရင်ချက်ချင်းရိုက်မှာနော်ဆိုတော့ तू အမရခဲ့တော့လူကစိတ်ညစ်ပြီးတော့မရိုက်ဖြစ်ပဲကြာသွားဒီမနက်ကတော့ထုံးကြည့်ဖြစ်ပေါ့နော်ဆိုတော့အခုမှတကယ်အတူတူကြည့်ကြပါဟုတ်ပြီနော်မြန်လေးပဲကြည့်လိုက်မယ်နော်ဟုတ်ပြီနော်တော့ဒီလိုမျိုးခဏကိုမဖတ်ထုတ်လို့မျိုးတက်ပြီးတာခဏဒီမှာနေရတော့အဲ့လိုပဲတက်ပြီးတာထုံးစံတိုင်းနော်ရွှိုက်လိုက်နော်ကျိုးနိုင်အောင်နော်ကျိုးအဖြူနော်အဖြူအောင်တစ်ခုထည့်ပေးရတယ်နှစ်ရောင်ပေါ့နော်နှစ်ရောင်ပါဒါပေမဲ့တစ်ခုရှိတယ်နော်ဒီကောင်တွေက OG ဆိုပေမဲ့လုံးဝ OG ထက် OG ပိုစံနော်ဘာလို့လဲဆိုတော့တစ်ခုပြောရမယ်ဒီကောင်ကကျိုးထိုးပေါက်က10ပေါက်နော်ဆိုတော့ဒီ Travis Scott လိုမျိုးပဲ10ပေါက်နော်ဘာလို့ဆိုတော့9ပေါက်10ပေါက်ဘာကွာလဲဆိုတော့10ပေါက်ကိုကြိုက်တယ်နော်ဟာလေနောက်ပြီးပြောဟိုစားဒီကောင်ကပြောရဲဒီတာမန်ထွက်တဲ့ဒီ AG1 နေရဲ့ဒီအမှန်ချစ်တဲ့ဒီကောင်နည်းနည်းလေးစင်တီမီတာပိုကြီးတယ်လို့ပြောတယ်နော်ဟုတ်ပြီလားဆိုတော့သူများပြောရပါတော့ကိုယ်တိုင်တော့မတိုင်းကြည့်ဘူးနော်အဲ့လိုလည်းမအောင်ဒီတိုင်းပဲ Instagram မှာကြည့်ထားတဲ့ဟာတွေကိုပဲပြောပြတာနော်ဆိုတော့ဒီကောင်ကဒီဘက်နောက်တစ်ဖက်ကလည်းဒါပါပဲဒါပေမဲ့ကြည့်မယ်ဒီနော်ဟုတ်ပြီ bro နော်ဒီတိုင်းပဲဒီဘက်ကကောင်းတယ်ဟောဒီချီကာဂိုတွေပုံစံမျိုးဟိုစီးမယ်ဆိုပြီးတော့လုပ်တယ်ဒါပေမဲ့ Union တော့ကလည်းဟိုစားကိုတွေဖောက်လိုက်တာတွေ့ရနော်ဟုတ်တယ်မလားဟိုမင်းနဲ့သူတွားယူတယ်မဲထဲတယ်ပေါက်တော့အကုန်လုံးပေါက်အဲ့လေးတစ်ခုလုံးပေါက်တယ်နော်ဆိုတော့ဈေးကတဖြည်းဖြည်းရေးကြာသွားတယ်နှစ်ရံရတာစောင့်မိကတော့စောင့်မိချောင်းထုတ်လိုက်တယ်စောင့်မိကတော့နောက်ပြီးတော့တခုရှိရလဲရှီကိုစီးရတာအဲ့လောက်မကြိုက်ဘူးလားနော်လဲရှီကဟိုစီးတာကြီးချွတ်တာကြီးဒီချက်ကိုရမ်းနာလို့ခံစားဟိုစီးနေတဲ့အချိန်မဟုတ်ပါဘူးမလားချွတ်တဲ့အချိန်မလဲဒီမှာဟိုချက်လဲသွားတာပါအဲ့လိုပုံစံမျိုးတော့ဆိုမကြိုက်ဘူးဆိုတော့ကိုကဒီကောင်လို့လေတူထွက်လာတဲ့အတွက်ဘိုးပြစ်သွားတယ်ဆိုတော့ဒီကောင်တော့မထုတ်တော့ဘူးစီးရဖို့များတယ်နော်ကိုရီ favorite color လည်းနေရောဆိုတော့ဒီကောင်တော့စီးပြဖို့များတယ်နော်ဒါပေမဲ့ဒီကောင်ကဟိုစား height တော့မဖြစ်ဘူးတချို့နေရာတွေမှာသူက site လေးကြီးကျနေသေးရမှာနော်ကုံတော့ကုံသွားရပါဒါပေမဲ့ site လေးကြီးသေးရမှာဆိုတော့ခဏကထွေလူပါတိတ်ပြောစမ်းမရှိဘူးမိုက်တယ်ပိုက်တယ်ကျွတ်တယ်ကြိုက်တယ်နော်ပြီးတော့လေလူလေးဖြစ်တဲ့အတွက်ဘူးကြိုက်နော် okay I'm down